Hi bro ဒီညကျွန်တော်တို့အားလုံးမျှော်လင့်ဆောင်စားနေတဲ့အရေးကြီးတဲ့ချန်ပီယံလိရှုံးထွက်ပွဲစဉ်ရှိတယ်နော်ဘာလို့နဲ့ဘောလုံးပရိသတ်တွေအားလုံးမျှော်လင့်ဆောင်စားနေကြတဲ့ချန်ပီယံလိပြိုင်ပွဲကတော့တစ်ဖက်မြန်နဲ့ရောက်ရှိလာခဲ့ပြီဗျာကျွန်တော်အသင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်အနည်းဆုံးဆီမီဖိုင်နယ်လောက်ထိကိုအသာလေးရောက်သွားဖို့အခြေအနေကောင်းသွားပြီလို့ပြောလို့ရတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်အသင်းအနေနဲ့လီဗာပူးစီကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တစ်ဖက်ကပိုတိုကလင်Sporting Lisbon ဒီနှစ်သင်းနဲ့တစ်သင်းနဲ့တွေ့ရမှာဆိုတော့ပြန်ဘက်ကိုအထင်သေးသေးရမျိုးတော့မဟုတ်ဘူးဗျာဒါပေမဲ့ Leverkusen Sporting Lisbon ပိုတိုကလင်ဒီသုံးသင်းနဲ့ကဘယ်လိုပဲနေ Leverkusen အင်အားအကောင်းဆုံးဆိုတာ generalize အရာတော့သိနိုင်တယ်ဗျာဒီတော့ Leverkusen ကိုကျွန်တော်ကြော်ဖက်နိုင်ခဲ့မယ်ဆိုလို့ရှိရင် quarter final မှာတွေ့မဲ့ Sporting Lisbon ပိုတိုကလင်ဒီနှစ်သင်းနဲ့ကဘယ်သင်းမဲ့လားကျွန်တော်အနေနဲ့မကြော်ဖက်နိုင်တဲ့အကြောင်းမရှိတော့ဘူးဗျာဒီအတွေ့ဒီမျောလင်းချက်ကအာဖနိုင်းနီးပါထပ်တူကြတဲ့အတွေ့လို့ပဲကျွန်တော်တို့ယူဆမိပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီမျောလင်းချက်လေးတစ်ခုလည်းမဟုတ်ဘူးအာဖနိုင်းနီးပါကဒီနှစ်ကကျွန်တော်တို့အတွက်နှစ်ညာဖြစ်လိမ့်မလားဆိုပြီးတော့ဒီတစ်ခုမျောလင်းချက်လေးရပါထပ်တူကြနေတဲ့နှစ်လို့ပြောလို့ရတယ်ဗျာဒီမျောလင်းချက်လေးရှင်းတန်ကြည့်ထားဖို့ဆိုလို့ရှိရင်ဒီနေ့ညပွဲကအရေးကြီးတယ်ဒီညပွဲကနေစတင်ပြီးတော့ကြော်ဖျက်ရတော့မယ်ဗျာဒီညပွဲကဘယ်လိုပဲပြောအဝေးကွင်းပွဲဆိုတော့3ကြီးထားဖို့တော့လိုတယ်ဗျာပြိုင်ဘက်ကကိုယ့်ထက်အင်အားနေပါတယ်ဆိုပြီးတော့တစ်ချက်မှပေါ်လာလို့တော့မရဘူးဗျာချန်ပီယံလိပြိုင်ပွဲရဲ့16တင်းအဆင့်ရှုံးထွက်ပွဲဆိုတာဒီလိုနေရာကိုထိုက်တန်လို့တက်လာတဲ့ဥရောပခေါင်းလင်းကြီးပဲဝင်ကန်တာဗျာအကုန်လုံးကအစိတ်ရှိတဲ့အသင်းတွေကြီးပဲဒီတော့တစ်ချက်လောက်မှားလိုက်တာနဲ့တစ်ချက်လောက်ပို့သက်တာနဲ့ကိုယ်ကိုကြိတ်သွားမယ့်အသင်းတွေပဲဗျာဒါမျိုးကျွန်တော်တို့အခုမှမဟုတ်ဘူးအရင်တော့ကလည်းမိုနာကိုနဲ့တော့ခံခဲ့ရဘူးတဲ့ဘာသာတော့မမိလားမသိဘူးအပါဝင်ခက်ကဆန်ချက်တို့ခက်ကကျွန်တော်16တင်းအဆင့်မှာမိုနာကိုနဲ့တွေ့လို့ဆိုပြီးတော့ကျွန်တော်ပျော်နေခဲ့ကြတာဗျာတကယ်လဲတွေ့ရောကျွန်တော်တို့ရဲ့အပြောကကြမခံခဲ့ဘူးမိုနာကိုကကျွန်တော်တို့ရဲ့ပေါ်စားမှုကိုအခွင့်ကောင်းယူပြီးတော့ကျွန်တော်တို့ကြိတ်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားတယ်ဗျာဒီလိုအခြေအနေမျိုးဒီနှစ်မှာထပ်ပြီးဖြစ်လို့မရပါဘူးဒီနှစ်ကကျွန်တော်တို့အသင်းတို့ကံကြမ္မာအရာရောလူစီရင်ရရောခြေစွမ်းအရာရောအဖက်ဖက်ကအားသာချက်ရှိနေတဲ့နှစ်လို့ကျွန်တော်ယူဆမိတယ်ဗျာဒီတော့ဒီအခြေအနေကောင်းကိုကျွန်တော်တို့အနေနဲ့အမိအယခွင့်ရယူနိုင်မှုလိုပါတယ်ဒီလိုမျိုးခွင့်ရယူနိုင်မှလည်းကျွန်တော်တို့အိမ်မက်တွေကအကောင့်ထဲပေါ်လာမှာလေဟုတ်တယ်မလားကဲဒီတော့ကျွန်တော်အသင်းနဲ့သူတို့အသင်းရဲ့အားသာချက်အားနည်းချက်လေးတွေကိုတစ်ချက်တော့ကြည့်လိုက်ရအောင်ကျွန်တော်အသင်းအတွက်ဒီပွဲရဲ့အဓိကအကြီးမားဆုံးအားသာချက်ကကျွန်တော်အသင်းက9ရက်နေ့က Brighton နဲ့ကန်ထားပြီးတော့ weekend မှာ FA ဖလားပွဲကိုအရန်များစုနဲ့ကန်ထားတာဆိုတော့အဓိကစားမအများစုကဒီနေ့ပွဲအတွက်ကိုလန်ဆန်းတက်ကြွနေတာပဲကျွန်တော်အသင်းရဲ့အဓိကကြောဖြစ်တဲ့ Rice ဆိုပြီးအတွက်အနားရထားတယ်ဆလီဘာဂါဘရီရဲ့အတွက်လည်းအနားရထားတယ်ဒီတော့ကျွန်တော်အသင်းကလက်ရှိချိန်မှာတပတ်တိအပြည့်အဝအနားရထားတယ်ဒါကကျွန်တော်အသင်းအဓိကအကြီးမားဆုံးအားသာချက်ပြီးတော့နောက်ထပ်အားသာချက်အနေနဲ့ကကျွန်တော်တို့ကဒီ Champions League ပြီးလို့လာမယ့် Weekend Premier League ကို Everton အင်္ဂလိပ်မှာအခမ်းကစားရမှာEverton ကလည်းမာကျော်တဲ့အသင်းပါပဲဒါပေမဲ့လည်းအင်္ဂလိပ်မှာအခမ်းကစားရမှာဖြစ်တဲ့အတွက်ကိုအဲ့ဒီပွဲထက်ဆိုင်ဒီပွဲကိုအပြည့်အဝအာရုံစိုက်လို့ရမယ်လို့ကျွန်တော်ထင်နေဗျာနောက်ထပ်အားသာချက်တစ်ခုကကျွန်တော်အသင်းမှာကစားသမားအများစုကြက်ခိုင်မှုပြေဝနေတာပဲဗျာကာလာရှီနားနေရတဲ့ Merino ရဲ့လောက်ကောင်မှပြန်လာမဲ့ Odegaard ရဲ့ဘန်ဝါရဲ့ဒီတွန်းအောင်လေးလို့ရှိရင်ကစားသမားအကောင်လုံးကြီးပါကကြက်ခိုင်မှုပြေဝနေရပြီ Max Downman အစားပဲဗျာကစားသမားတွေတော်တော်များများကလည်းတပတ်လုံးကြီးပါနားထားရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ key player အများစုကလက်ဆန်းတက်ကြွနေရလို့ပြောပြရတယ်ဒါတော့လေသိရတဲ့အတိုင်းပဲကျွန်တော်တို့ကလူစုံတက်စုံနေတာအင်ပြီးအားပြီးလန်ဆန်ကန်ဝင်ရမယ်ဆိုလို့ရှိရင်ဘယ်အသင်းကိုမဆိုကြိုက်တဲ့အသင်းလားဘိုင်ယန်မဲလားရီယယ်ဘယ်လားဘာစီပဲလားအင်္ဂလိပ်မျိုးအဝေးကွင်းမျိုးနိုင်မန်းရှိတဲ့အသင်းဆိုတာဗျာနောက်ထပ်တစ်ခုကအင်္ဂပီဗျာအင်္ဂပီကတနစ်ကမှလီဗာပူးစင်နဲ့အတူတူပုံလုံးနဲ့ချန်ပီယံဖြစ်ထားတာဗျာဒီတော့ပြိုင်ဘက်လီဗာပူးစင်ရဲ့အကြောင်းပြိုင်ဘက်လီဗာပူးစင်ရဲ့ကစားသမားတွေရဲ့အားသာချက်တွေအားနည်းချက်တွေလီဗာပူးစင်ရဲ့ကစားခွက်တွေအသင်းလိုက်ကစားဟန်ရဲ့အားသာချက်တွေအားနည်းချက်တွေကိုအင်္ဂပီကကောင်းကောင်းသိနေနိုင်တယ်ဗျာဒီအားသာချက်ကိုအာတီတာနေလည်းကောင်းအောင်သုံးချနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗျာပြီးတော့အင်္ဂပီကလက်တလုံးမှာလည်းအကောင်းဆုံးပုံစံပြသနေတာဗျာဆိုတော့ဒီပွဲမှာသာအင်္ဂပီပါနိုင်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့အားသာချက်ကိုအကောင်းဆုံးသုံးချပြီးတော့ခွင့်ရယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျာဒါကတော့ကျွန်တော်ယူဆမိရဲ့အားသာချက်ပေါ့လေနောက်ထပ်ပြောရမှာကပြိုင်ဘက်လီဗာပူးစင်အားသာချက်တစ်ဖက်ကလီဗာပူးစင်အားသာချက်တွေကအကြီးမားဆုံးအားသာချက်ကအိမ်ဝင်းအားသာချက်ဂျာမန်အသင်းရဲ့အိမ်ဝင်းအားပေးမှုပြိသက်အားတော်တော်လေးကြောက်ဖို့ကောင်းတယ်တော့နောက်လို့ရတဲ့အခြေအနေမဟုတ်ဘူးအလန်သာတီဖိုတွေပြိသက်တွေချက်ခွန်မလေးဟိန်းတဲ့အတန်တွေ
ပြည်သက်တွေညံပွက်နေတဲ့အားပေးတဲ့နေရာတောင်တန်အလို့ယုံကြီးကစားမှန်းဆိုလို့ရှိရင်ဘွဲကိုရှိန်ကောင်းရှိန်သွားနိုင်တယ်ဗျာဟိုဘာသာလို့လည်းသိမှာပါလီဗာပူးစင်မှမဟုတ်ဘူးဂျာမန်ဖင်လန်လိုပဲတော့မဆိုလို့ရှိရင်လည်းဥရောပမှာသူတို့ရဲ့ပြည်သက်အားက The Yellow Wall လို့ပါနာမည်ကြီးရဲ့အထီပြည်သက်ကကြောက်ခမန်းလေးလူအားပေးတာဗျာတော်တော်ကစားမှဆိုလို့ရှိရင်မလွယ်ဘူးပွဲတော်ရှိန်သွားနိုင်တယ်ဗျာဒီနေ့ကန်ရမှာလေလီဗာပူးစင်ရဲ့အိမ်ဝင်ဒီရောပြည်သက်တွေကသူတို့ရဲ့အိမ်ဝင်မှာတိုင်ဘက်ကိုတခဲနဲ့ဖိအားပေးသူတို့အရှင်နဲ့တခဲနဲ့ဖိအားပေးကိုကြိုးစားလာမှာပဲကစားသမားရဲ့အနေနဲ့လည်းသူတို့ရဲ့အိမ်ဝင်အားသာချက်ကိုအကောင်းဆုံးအသုံးချမှာပဲဒါတော့သိကြတယ်ဗျာဒါကသူတို့ရဲ့အကြီးမားဆုံးအားသာချက်နောက်ထပ်ကျွန်တော်တို့အားလုံးသတိမထားမိတဲ့အားသာချက်တစ်ခုကဒီဘက်ကူးစင်ဖိအားမရှိတာဗျဟိုပြောမှဆိုလို့ရှိရင်ဒီဘက်ကူးစင်ဒီယာဒီမှာချင်မြန်လေးမှာဖလားရမယ်လို့ဘယ်သူမှမျှော်လင့်မထားဘူးဗျာသူတို့ကလည်းမျှော်လင့်မထားဘူးဟိုဒီအဆင့်အရင်ထွက်တော့လဲသူတို့တက်ကပြဿနာမရှိဘူးတက်သွားလို့ရှိရင်တော့သူတို့ကအပိုးစုပဲအဲ့တော့သူတို့ကဒီပြန်မှာ ACC ပဲရှားသမျှအခွင့်အရေးတိုင်းကသူတို့ကအပိုးစုဒါပေမဲ့တစ်ဖက်မှာကျွန်တော်တင်တက်ကဒီနှစ်ကမျှော်လင့်ချက်ကြီးမားနေရနှစ်ဒီတော့ကျွန်တော်တင်တက်ကဒါ PR နဲ့ဝင်နေနိုင်တယ်သူတို့တင်းဘက်ကကြတော့ဒါ AC ဖြစ်နေတယ် relax ဖြစ်နေတယ်လောလောလက်တိုက်စစ်ဖွင့်လို့ရတယ်လောလောလက်ကန်လို့ရတယ်ဗျအိမ်ငုံမှလည်းဖြစ်နေတယ်ဒီတော့သူတို့က AC ပဲလေပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအားသာချက်ကပဲကျွန်တော်တို့အားနည်းချက်လို့ပဲကျွန်တော်ပြောရမှာပဲဗျာဒီဟာဒီကျွန်တော်တင်ကဖလားလေးလုံးလမ်းကြောင်းပေါ်မှာအခုချိန်ကြီးရှောင်းလန်းနေတော့မယ် Premier League FA Carabao Champions League လေးလုံးစလုံးကအခုဒီအားကောင်းမှန်းရှိနေသေးတယ်ဗျာပြည်သက်တွေအမျှော်လင့်ဆုံးကတော့ Premier League နဲ့ Champions League ပေါ့ဟိုတချို့ပြည်သက်တွေဆိုလို့ရှိရင်တော့ Champions League ပိုပြီးမျှော်လင့်နေကြတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လုံးဝမရဘူးဒီဗျာကျွန်တော်တို့တွေ Champions League နဲ့ပတ်သက်ပြီးတော့အခြားပြိုင်ဘက်တွေနဲ့တွေ့ရင်အနေခံရတာအားနည်းချက်တစ်ခုလို့ဖြစ်နေရဗျာဒီတော့ပြည်သက်တော်တော်များဒီဖလားကိုလည်းလိုချင်နေကြတယ်ပြီးတော့လက်ရှိကျွန်တော်တို့ရဲ့လမ်းကြောင်းကလည်းတော့ဆောက်ချောင်းနေတယ်မနေ့ကမှလည်းလောလောလတ်ဆီမီဖိုင်နယ်တက်ထားတယ်လက်ရှိလူစင်လက်ရှိကစားအားကလည်းမနေ့ကထက်အများကြီးတာနေတယ်ဒီတော့မျှော်လင့်ချက်ကမနေ့ကထက်အများကြီးပိုကြီးနေတယ်ဒါကြီးကစားသမားတွေအတွက်အခက်မတင်ဖိအားလေးဖြစ်သွားနိုင်တယ်ဒါကကျွန်တော်တို့ရဲ့တစ်ဖက်ကပြန်မနဲ့မတူတဲ့အားနည်းချက်ဒီဖိအားကိုစားသမားအနေနဲ့ကောင်းမွန်ဟန်တယ်လုပ်နိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်တာပဲဟိုနောက်ထပ် brother တို့လက်ခံနိုင်လက်မခံနိုင်မသေးကြတဲ့အားနည်းချက်တစ်ခုရှိသေးတယ်ဗျဒါကတော့ကျွန်တော်ရဲ့တကွေစာအတွေ့အမြင်ပေါ့လေကျွန်တော်အမြင်သက်သက်ပေါ့လေအဲ့ဒါက Captain Origan မပါတာဗျဒါကလည်းကျွန်တော်တို့အားနည်းချက်ပဲဗျဟိုအဲ့ကြရင်တချို့ brother တွေလာကြအောင်ပဲ Origan မပါတဲ့ပွဲတွေကပိုပြီးနိုင်ပွဲများနေရဲ့တို့ Origan မပါတဲ့ပွဲတွေကတိုက်စစ်ဖွင့်လို့ပိုကောင်းနေတို့ဟုတ်ပါတယ် Origan မပါတဲ့ပွဲတွေကတိုက်စစ်ဖွင့်လို့ပိုကောင်းနေဒါကတချို့သောအခြေအနေတွေမှာမှန်တော့မှန်တယ်ဒါပေမဲ့အမြဲတမ်းတော့မှန်မနေဘူးဗျဟိုတကယ်တစ်ဖက်ကတိုက်စစ်ဒရဇက်ဆင်နေပြီးတော့ကျွန်တော်တို့အသင်းကကွင်းလက်တဲ့ဘက်မှာရှုံးနေပြီဆိုလို့ရှိရင်အဲ့လိုအခြေအနေမျိုးမှာပြန်မဲ့အရှင်ကိုချနိုင်မှုအတွက် ball carrying ability ရဲ့ high breathing skill ရဲ့အဲ့နှစ်ခုမှာကျွန်တော်တို့ရဲ့လက်ရှိ attacking midfielder role မှာ Odegaard ကိုမှီရသူတယောက်မှမရှိဘူးဗျာအစီကတိုက်စစ်လိုက်တာကောင်းတယ်ကာယံဘက်ကလည်းကောင်းတယ်ဒါပေမဲ့ကွင်းလက်ကိုထိန်းချနိုင်တဲ့ skill မှာ Odegaard ကိုတော့ဘယ်သူမှမမီဘူးဟုတ်တယ် Odegaard ဘောလုံးကိုထိန်းတာအရင်များတယ်လိုခါတဲ့ပုံပြီးကြန့်ကြာစေတယ်မှန်တယ်ဒါပေမဲ့အခုတွေ့မဲ့ပွဲကတိုင်မသိရဲ့အင်္ဂန်ပွဲပြန်မကဖိအားပေးမဲ့ပွဲကျွန်တော်တို့မဖြစ်မနေနိုင်ငံစားမဲ့ပွဲမဟုတ်ဘူးကျွန်တော်တို့ဘက်ကတက်နိုင်လောက်စီထားပြီးပွဲကိုထိန်းကစားမဲ့ပွဲကျွန်တော်မြင်ရအာဒီတာဒီပွဲကိုထိန်းကစားမယ်လို့လည်းမျှော်လင့်ထင်တယ်ဗျာဒီလိုထိန်းကစားမဲ့ပုံမျိုးမှာ Odegaard ရဲ့ကွင်းလေတန်ဖိုးထိန်းချုပ်နိုင်တဲ့စကိရတကယ်အရေးလိုအပ်တယ်ဗျအဲ့လိုစကိမျိုးအစင်မှာလည်းမရှိဘူးကန်ရဘက်မှာလည်းမရှိဘူးဗျာအဲ့လိုစကိမျိုး Odegaard မှာပဲရှိတာဒီဘက်မှာ Odegaard မပါနိုင်ဘူးလာမဲ့ဒုတိယကြောင့်မှလည်းပါဖို့မသေးကြဘူးဒါကြီးကကျွန်တော်တို့အဓိကအကြီးမားဆုံးနဲ့နောက်ထပ်အားနည်းချက်ကြီးဗျ။ပြင်ကဲကျွန်တော်တို့ရဲ့အားနည်းချက်တွေပြီးတော့နောက်ထပ်ပြောရမှာပြန်ပဲအားနည်းချက်အနေနဲ့ကပြီးခဲ့တဲ့ weekend မှာတော့ကျွန်တော်တို့တင်က FA ဖလားပွဲဖြစ်တဲ့အတွက်ကိုအရန်လေးထိတ်ကန်သွားတယ်။အဓိကသားမှတော်တော်များအနာပေးလိုက်တယ်။ဒါပြင်မဲ့ပြိုင်ဘက်ကလီဗာပူးစင်က Freiburg ကိုအဝေးကမှာ3-3တည်ကြဖို့တော့အသေးအံခံခဲ့ရတယ်။ဒီတော့သူတို့အနေနဲ့ပွဲပန်းနေနိုင်တယ်။နောက်ထပ်ချန်ပီယံလိဒီညကန်ပြီးတော့လာမဲ့ဝီကတ်မှာလည်းသူတို့အနေနဲ့ဘိုင်ယန်မြူးနစ်နဲ့ပွဲချက်ကန်ရအောင်ပဲသူတို့ကလက်ရှိသူတို့ရဲ့ MLB ဆရာမှာအဆင့်6ပါအဆင့်4ချန်ပီယံလိဝင်ခွင့်နေရာနဲ့3မှတ်ကွာနေတယ်သူတို့ကချန်ပီယံလိဝင်ခွင့်တိုက်ပွဲကလည်းအရေးကြီးနေတယ်ဟိုချန်ပီယံပြောလို့ရှိရင်တော့သူတို့ချန်ပီယံလိဖလားယူပြီးချန်ပီယံလိဝင်နိုင်တယ်ပြောလို့ရတယ်ဗျဒါပေမဲ့သူတို့ရဲ့အနေထားနဲ့ချန်ပီယံလိရနိုင်တာအကြောင်းမရှိဘူးဗျာဒီတော့သူတို့ကချန်ပီယံလိဝင်ခွင့်ရဖို့ကသူတို့ရဲ့လိမှာ top 4ဝင်နိုင်မှုပဲ top 4ဝင်နိုင်မှုဆိုလို့ရှိရင်ဒါမဲ့ဘိုင်ယန်နဲ့ပွဲမှာလည်းအတက်နိုင်တော့အကောင်းဆုံးကြိုးစားဖို့လိုတယ်ဒီတော့ဘိုင်ယန်နဲ့ပွဲအတွက်စိတ်ရယ်ဒီနေ့ချန်ပီယံလိစိတ်ရယ်စိတ်နှစ်ခုကသူတို့လက်ပြများနေနိုင်တယ်ဗျာ
ကစားသမားတွေအနေနဲ့လည်းပွဲပန်းနေနိုင်တယ်ပြီးတော့သူတို့အသင်းကကစားသမားအင်အားလည်းကျွန်တော်အသင်းလောက်မတောင့်တင်းဘူးဒီတော့ဒါကသူတို့ရဲ့အကြီးမားဆုံးအားနည်းချက်လို့ကျွန်တော်ထင်တယ်ဗျာသူတို့အသင်းရဲ့ကစားဟန်ရဲ့အားနည်းချက်တွေအားသာချက်တွေနဲ့သူတို့အသင်းရဲ့ကစားသမားတွေရဲ့အားနည်းချက်တွေအားသာချက်တွေကိုတော့ကျွန်တော်လည်းသူတို့ပွဲရမကြည့်ဘူးတော့တကူသေချာမပြောတတ်ဘူးဗျာကျွန်တော်ဒီထားမိကြတော့သူတို့အသင်းအဓိကအကြီးမားဆုံးအားနည်းချက်ကပွဲပန်းနေတာပဲအဲ့ဒီခုတော့ကျွန်တော်မြင်မိတယ်ဗျာဆိုတော့တိုင်မရဲ့အားနည်းချက်အားသာချက်ကျွန်တော်အသင်းရဲ့အားနည်းချက်အားသာချက်တိုင်မရဲ့ကစားဟန်လက်ရှိအခြေအနေကျွန်တော်အသင်းရဲ့လက်ရှိအခြေအနေအရာအားလုံးကိုချင်းချင်းတွက်ကြည့်လိုက်မှဆိုလို့ရှိရင်ပြီးတော့ဘောလုံးပွဲတွေနဲ့ဆက်နေနေတယ်အာရှရဲ့ဦးစားပေးမှုနဲ့တွက်ကြည့်မှဆိုလို့ရှိရင်လည်းတလုံးအကြောပေးထားတဲ့တွက်ဆောင်မှုတွေအရဆိုလို့ရှိရင်ကျွန်တော်အမြင်ဒီညကျွန်တော်အသင်းရှုံးစရာတော့မရှိဘူးဗျာဒါပေမဲ့လည်းဂိုးပြတ်နိုင်မှုတော့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်ဗျ1-2-1လောက်နဲ့ပဲကတ်နိုင်သားလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဗျာဘာသာတော့ဘယ်လိုထင်လဲဗျ